ဟုတ်လားကျွန်တော်တို့လူငယ်တွေရောလူလိုက်တွေရောလူကြီးရောဝိုင်းပြီးထိုးစားခဲ့တဲ့အတွက်ဟုတ်လားရက်လက်ကောင်းတွေထွက်ပါဟုတ်လားကျန်တဲ့ပါတီတွေရဲ့ပို့ပြီးတော့အပြည့်အခံရတဲ့ဟုတ်လားကျန်တဲ့ပါတီတွေရဲ့ပို့ပြီးရုံးရကြဟုတ်လားပြည့်စုံလို့မဟုတ်ဘူးမပြည့်စုံတဲ့ခါရရုံးရတဲ့အတွက်ဟုတ်လားကိုယ်စလေကောင်းများအားလုံးနဲ့ပတ်ဖို့ရဲ့ပုံပေါ်တွေအားလုံးပြည်သူလူထုအားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောထားလိုက်ပါတယ်ခင်ဗျာတကယ်အခုမြန်မာနိုင်ငံထောက်လို့လည်းဖို့လို့တဲ့ပါတီမှာနိုင်ငံရေးကြွားကျင်လို့ကြတာဟုတ်မခိုင်ခင်လို့ဟုတ်လားဒီဥစ္စာနိုင်ငံရေးလောကတော့ရောက်လာတာဒီတိုင်းပြည်တော့ဘုရားကြီးမှာစူးစမ်းမဲ့လူစူးပမ်းမဲ့လူပတ်ဖို့မဲ့လူရှိတော့မှာမဟုတ်ဘူးဘယ်လိုပဲဘယ်လူတွေကထိချောက်တွေရောက်ဘယ်လူတွေကဘယ်တော့ဟုတ်လားယူတူတဲ့တိုင်းကျော်ပြည်ပြည်တေတေချာချာကိုလုပ်ပေးတယ်ဆိုပြမှာတနိုင်ငံလုံးမှာပါဝင်ရှိနေတာ434မြန်မာနိုင်ငံတော်လူသားဖွံ့ဖြိုးရေးတရားကိုယ်စားလှယ်လောင်းများပေါ်ထွန်းလာတာလေပထမဆုံးအမိုင်းမှတ်တိုင်တွေ့သွားပါပြီလို့ပြောကြလို့ပါတယ်နိုင်ငံရေးနားလည်လားမေးနားမလည်ဘူးနိုင်ငံရေးဆိုတာလည်းထွေထွေထူးထူးတွေမဟုတ်ဘူးနိုင်ငံရေးဆိုတာလူမှုရေးပေါ့စီးပွားရေးညီညာရေးနိုင်ငံရေးပေါ့လူမှုရေးဆိုတာကဒူးနဲ့ဒူးရိုင်းနေကူညီမယ်ဘေးပါစောက်ချပတ်ဖို့အဲဒီဥစ္စာကိုချုပ်ပေါ်လိုက်တော့အားလုံးကိုချုပ်ပေါ်လိုက်ကိုချင်းစာစိတ်ကိုတရားပြကိုချင်းစာတဲ့ကိုချင်းစာစိတ်ကိုအဲဒီဥစ္စာကလူမှုရေးစီးပွားရေးဆိုတာကိုရတဲ့ချမ်းသာဖို့အကျိုးတွေထိစားဖို့အဲဒီလိုမဟုတ်ဘဲနဲ့ဟုတ်လားကိုလည်းကြီးဝါပဝိကြီးလည်းကြီးဝါနိုင်ငံလည်းကြီးဝါဆောက်ရှောက်ဆောင်ရွက်တဲ့စီးပွားရေးလုပ်ငန်းကိုဟုတ်လားအဲဒီဥစ္စာကစီးပွားရေးဒါကြောင့်လူမှုရေးအပေါင်းစီးပွားရေးညီညာရေးနိုင်ငံရေးဟုတ်လားအဲဒီလူမှုရေးနဲ့စီးပွားရေးကိုပေါင်းလိုက်တော့နိုင်ငံရေးဖြစ်တာဒါကြောင့်ကျွန်တော်ရဲ့ကိုယ်စားလှယ်လောင်းတွေအားလုံးပါလူမှုရေးကောင်းလို့လူမှုရေးလုပ်ချင်လို့ဟုတ်လားနိုင်ငံရေးလုပ်တာတွေရောက်လာစီးပွားရေးလုပ်တာတွေစီးပွားရေးလုပ်တာကျွန်တော်တို့သိဘာဖြစ်လို့လဲလို့ပြောရင်တိုင်းပြည်မှာခေါင်းဆောင်လုပ်တဲ့လူကစီးပွားရေးအမြင်ကမရှိရင်တိုင်းပြည်သားကိုရှာဖွေလို့မရဘူးဒါကြောင့်တိုင်းပြည်သားအားလုံးအစင်ပြေချောပေါ်ရတက်တာဟုတ်လားဘာလို့ရှာကျွေးနိုင်တဲ့ဟုတ်လားတိုင်းပြည်ခေါင်းဆောင်တွေပဲလိုချင်တယ်လို့ပြောရင်ထောက်ကြလားထောက်ဘူးလားလူတွေ